လူတစ်ယောက်ရဲ့လစ်လူရှုမှုဟာတခြားတစ်ယောက်အတွက်တော့တည်ရရှိရေးတမျှအရေးကြီးနိုင်ပါတယ်။ဟေဝွန်ဟာညဘက်လမ်းမတစ်ခုပေါ်မှာရက်စက်တဲ့တိုက်ခိုက်မှုတစ်ခုကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူမဟာဘာမှမြင်ခဲ့တယ်လို့ပဲလစ်လူရှုခဲ့ပြီးရဲတွေကိုလည်းတက်တဲ့ထွက်ဆိုပေးဖို့ညှင်းဆန်ခဲ့ပါတယ်။သူမရဲ့အလုပ်ခွင်မှာလည်းတခြားသူတွေပေါ်အေးဆက်ဆန်တတ်ပြီးကိုချင်းစာတရားခေါင်းပါလွန်းတဲ့အတွက်နောက်ဆုံးမှာတော့အလုပ်ကနေခက်တော့အနားယူဖို့ဖိအားပေးခံရပါတော့တယ်။စိတ်ရှုပ်ထွေးမှုတွေနဲ့အတူဟေဝွန်ဟာသူမရဲ့ငယ်ဘဝကိုချက်တန်းခဲ့မှုတဲ့မူရိုဆိုတဲ့ဂျူလီစီကိုအလဲပတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မူရိုဂျူလီဟာလူဦးရေ9ယောက်သာနေထိုင်တဲ့အလွန်ကိုအထီးကျန်းဆန်ပြီးတိတ်ဆိတ်တဲ့နေရာလေးတစ်ခုပါ။အဲ့ဒီကျွန်းကိုရောက်ချင်းမှာပဲဟေဝွန်ကိုအလွန်ဝမ်းသာအားရကျူဆိုခဲ့သူကတော့သူမရဲ့ငယ်ချင်းပုံနှမ်းပဲချက်ပါတယ်။ပုံနှမ်းဟာကျွန်းပေါ်ကလူတွေအားလုံးအတွက်အလုတ်အကျန်းဆုံးတဲ့အပင်ပန်းဆုံးတွေကိုနေ့စဉ်မပြတ်လုတ်ကင်ပေးနေရသူပါ။ဒါပေမဲ့သူမရဲ့မျက်နှာပေါ်မှာတော့အပြုံးတွေကအမြဲတမ်းရှိနေတတ်ပါတယ်။ဟေဝွန်အတွက်တော့ဒီကျွန်းလေးဟာအေးချမ်းတဲ့နားခွေရနေရလေလို့ထင်မှတ်ရှိပေမဲ့တကယ်လက်တွေမှာတော့ပုံနှမ်းအတွက်တက်ရှိငရဲနိုင်ကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ပုံနှမ်းရဲ့ခင်မင်းဖြစ်သူမန်ဒိုနဲ့သူ့ရဲ့ညီဖြစ်သူခြုံတို့ဟာပုံနှမ်းအပေါ်မှာလူမဆန်တဲ့လူရက်တွေကိုနေ့စဉ်ရက်ဆက်ကျူးလွန်နေကြတာပါ။ခန္ဓာကိုယ်ပိုင်းဆိုင်ရာအကျန်းဖတ်မှုတွေကင်းမိမတယောက်အနေနဲ့ခံစားရနိုင်တဲ့အဆိုးရွားဆုံးသောစော်ကားမှုတွေကိုပါပုံနှမ်းတယောက်နှုတ်ဆိတ်စွာနဲ့တီးခံနေခဲ့ရပါတယ်။ကျွန်းပေါ်မှာရှိတဲ့တက်ကြီးရွယ်တဲ့အမျိုးသမီးတွေကလည်းဒီကိစ္စတွေကိုသိမြင်နေပေမဲ့ဘုံနှမ်းဘက်ကနေရက်တီပေးခြင်းမရှိဘဲယောက်ျားတွေရဲ့လူရက်ကိုသာအားပေးအားမြောက်ပြုလုပ်နေခဲ့ကြပါတယ်။ဒီလိုအဆိုးရွားဆုံးအခြေအနေတွေကြားမှာဘုံနှမ်းကိုအသက်ရှင်မှုခွန်အားပေးနေတာကတော့သူမရဲ့သမီးလေးယင်းဟီးပါပဲ။သမီးလေးရဲ့အနာဂတ်အတွက်ဘုံနှမ်းဟာအရာအနှုံးကိုခေါင်းဝင်ခံခဲ့ရတာပါ။ဒါပေမဲ့ဟေဝွန်ရောက်လာတဲ့အခါမှာတော့ဘုံနှမ်းရဲ့မျောလင့်ချက်တွေပြန်လဲရှင်သန်လာခဲ့ပါတယ်။သူမနဲ့သမီးလေးကိုဒီကျွန်းကနေခေါ်ထုတ်သွားပေးဖို့ဟေဝွန်ကိုအချိန်တောင်းဆိုခဲ့ပါတယ်။သို့တော်လည်းကိုရန်ကိစ္စတွေသာအရေးစိုက်တတ်တဲ့ဟေဝွန်ကတော့ဘုံနှမ်းရဲ့အကူအညီတောင်းခံမှုတွေကိုအေးဆက်ပဲဖယ်ချော့ခဲ့ပါတယ်။အချိန်တွေကြာလာတာနဲ့အတူအခြေအနေတွေကပိုပြီးဆိုးရွားလာခဲ့ပါတယ်။မန်ဒိုရဲ့ရက်ဆက်မှုတွေဟာဘုံနှမ်းကနေသမီးဖြစ်သူယင်ဟီစီကိုပါကူးဆက်လာခဲ့ပါတယ်။ဒီရာကိုရိညွန်သွားတဲ့ဘုံနှမ်းဟာနောက်ဆုံးမှာတော့ဘဒုအကူအညီမှမပါဘဲသမီးလေးကိုခေါ်ပြီးကျွန်းပေါ်ကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ညအမောင်ကိုအကာအကွယ်ယူပြီးမော်တော်တစ်စင်းကိုငှားပြီးထွက်ပြေးဖို့ပြင်ဆင်နေချိန်ပါပဲမမျှော်လင့်ထားတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။မန်ဒိုဟာသူတို့သားမိကိုမိသွားခဲ့ပြီးအလွန်ရက်စက်တဲ့ကိုတိလေးယောက်ကျူးလွန်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ဒီရုံးငန်ဆန်ခတ်အခြေအနေမှာပဲအဆိုးရွားဆုံးအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပြီးသမီးလေးယင်ဟီဟာမြေပြင်ပေါ်ကိုလဲကျပြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။သမီးလေးရဲ့တေဆုံးမှုကြောင့်ရဲတွေကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ကျွန်းသူကျွန်းသားအားလုံးကတော့မန်ဒိုဘက်ကနေရက်တိပြီးဒါဟာမတော်တဆတစ်ခုလားဖြစ်ကြောင်းလိန်လားထွက်ဆိုခဲ့ကြပါတယ်။တရားအားလုံးကိုမျက်မြင်တွေ့ခဲ့ရတဲ့ဟေဝွန်ကလည်းသူမဘာမှမြင်ခဲ့ပါဘူးလို့ရဲတွေကိုထွက်ဆိုခဲ့ပါတယ်။ဒီစကလုံးတွေဟာပုံနှမ်းရဲ့နှလုံးသားကိုအပိုင်ပိုင်းအဆက်ကွဲကျဲသွားစေခဲ့ပါတယ်။သူမအယုံကြည်ဆုံးတငယ်ချင်းကသူမကိုအလို့အဆုံးအချိန်မှာကြောခိုင်းသွားတာပါ။ဒီနေ့ကျွန်းပေါ်ကယောက်ျားသားတွေအားလုံးမော်တော်နဲ့ကုန်းတင်ပိုင်းကိုသူတို့စိုက်ထားတဲ့ပစ္စည်းတွေရောင်းဖို့ထွက်သွားခဲ့ပါတယ်။ပုံနှမ်းဟာလူသေးတယောက်လိုဖြစ်သွားခဲ့ပြီးနေပြင်းပြင်းအောင်မှာအာလူနေတူးနေရင်းနဲ့ကောင်းကင်ဘော်ကနေမင်းကြီးကိုသူမစိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အသိစိတ်အားလုံးပြိုကွဲသွားပြီးနှစ်ကောင်းများစွာမြူတိထားခဲ့ရတဲ့ဒေါသတွေနာကျင်မှုတွေအားလုံးတဟုန်ထိုးပေါက်ကွဲထွက်လာပါတော့တယ်။အမြဲတမ်းပြုံးနေတတ်တဲ့သူမရဲ့မျက်နှာဟာအေးဆက်အသွင်ကိုပြောင်းလဲပါခဲ့ပါတယ်။သူမလက်ထဲကစိုက်ပျိုးရေးတုံးတစ်စင်ခါရက်ဆက်တဲ့လက်စားချီမွေးတဲ့လက်နက်တစ်ခုဖြစ်လာပါတယ်။ပထမဆုံးအနေနဲ့သူမကိုအမြဲတမ်းနှိမ်ချဆက်ဆံခဲ့တဲ့ကျွန်းပေါ်ကအတော်ကြီးတွေကိုအတန်တိုက်ရှင်းလင်းပစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဘဝကိုငရေကြအောင်ဖန်တီးခဲ့တဲ့ချိုးကျုံကိုပါရက်ဆက်လက်စားချီပစ်ခဲ့ပါတယ်။အရာအားနုဟာတွေးထွက်တန်ညိုရီနဲ့ပြင်းကျက်သွားပါတော့တယ်။ဒီဖြစ်ပျက်တွေကိုမြင်တွေ့လိုက်တဲ့ဟေဝွန်ဟာအထိတ်တလန့်နဲ့ကျွန်းပေါ်ကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်။
မန်ဒိုကလည်းကျွန်းပေါ်ကိုပြင်လာတဲ့အချိန်မှာပုံနှန်းရဲ့လူရက်တွေကိုမြင်တွေ့သွားခဲ့ပြီးသူမကိုပြန်လဲတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဆုံးရှုံးစရာဘာမှမရှိတော့တဲ့မိန်းမတစ်ယောက်ရဲ့ဒေါသကိုဘယ်သူမှတားဆီးစွမ်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့မန်ဒိုလည်းသူ့ရဲ့ရက်ဆက်မှုတွေအတွက်ထိုက်တန်တဲ့အထစ်တန်ကိုခံယူသွားခဲ့ရပါတယ်။ဟေဝန်ဟာကုန်းတွင်မိုင်းကိုအသက်လွတ်ပြီးထပ်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့ဇလန်ကဒီမှာပဲမဆုံးသေးပါဘူး။ပုံနှန်းဟာဟေဝန်ကိုရှာဖွေဖို့ကုန်းတွင်မိုင်းအထိလိုက်လာခဲ့ပါတယ်။ရဲစခန်းတစ်ခုရဲ့အရှိမတငယ်ချင်းနှစ်ယောက်ပြန်လည်ဆုံတွေ့တဲ့အချိန်မှာတော့အခြေအနေတွေကလုံးဝကိုပြောင်းလဲနေကြပါပြီ။ပုံနှန်းရဲ့ရည်ရွယ်ချက်ကဟေဝန်ကိုတတ်ဖို့မဟုတ်ပဲသူမရဲ့လှလှချူမှုတွေကဘလောက်တောင်နာကျင်လာတယ်လဲဆိုတာကိုသိစေချင်ခဲ့တာပါ။အပြတ်လန်ရုံးကန်ဆန်ခတ်မှုတွေပြီးမှပုံနှန်းဟာဟေဝန်ရဲ့ရင်ခွင်ထဲမှာပဲအသက်ထွက်သွားခဲ့ပါတယ်။ဒီဖြစ်ပျက်တွေအားလုံးပြီးဆုံးသွားတဲ့အခါမှာဟေဝန်ကစိုးမြို့ကိုပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူမဟာအရင်ကလိုအေးဆက်ဆက်နေတတ်တဲ့ဟေဝန်မဟုတ်တော့ပါဘူး။သူမရဲ့ရုံးခန်းကိုပြန်ရောက်တဲ့အခါမှာပုံနှန်းကနေရောက်လာခဲ့တဲ့စားအိတ်တွေကိုဖွင့်ဖတ်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အထက်ကလွတ်ရက်တွေနဲ့ပတ်သက်ပြီးနောင်တရတရားတွေဝင်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမကရဲစခန်းကိုတွားရောက်ပြီးသူမအစွာပိုင်းကမျက်မြင်တွေ့ခဲ့ရတဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့တရားတွေကိုမှန်ကန်စွာထုတ်ဆိုပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူမရဲ့လစ်လူရှုမှုကပေးဆက်ရတဲ့တန်ဖိုးဟာဘလောက်ကြီးမားလဲဆိုတာကိုသူမနောက်ဆုံးတော့နားလည်သွားပါပြီ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ channel လေးကို subscribe မလုပ်ပါသေးရင်လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။မိတ်ဆွေတို့ရဲ့ like comment တစ်ခုဟာနောက်ထပ်ဗီဒီယိုလေးတွေလုပ်ဖို့အတွက်အားစီးတစ်ခွပါ။